hadith ပေါ်မှာတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်မရှိတဲ့ ذکر ထဲမှာအကောင်းဆုံးသော ذکر က لا إله إلا الله أفضل الذكر لا إله إلا الله ذکر ထဲမှာအထွတ်မြတ်ဆုံး ذکر က لا إله إلا الله ဖြစ်တယ် وأفضل الدعاء الحمد لله الحمد لله က dua ထဲမှာအထွတ်မြတ်ဆုံးဖြစ်ဒီ alhamdulillah ကချီးမွမ်းတော်မနာကိုဟူကြီးကအလ္လာဟ်တော်ဖြစ်တယ်လို့ကျွန်တော်ပြောလိုက်ခြင်းကတနည်းအားဖြင့်အလ္လာဟ်ကိုကျွေးသူတင်တာဖြစ်တယ်လို့နောက်တနည်းအားဖြင့်ကျွန်တော်ကိုချီးမွမ်းတာတွေကိုကျွန်တော်ကိုချီးမြှင့်တာတွေကိုကျွန်တော်အလ္လာဟ်ကိုချီးမွမ်းတယ်ကျွန်တော်ကိုနောက်ထပ်လည်းချီးမြှင့်အောင်လို့တောင်းလိုက်တာနောက်ထပ်လည်းကျွန်တော်ကိုချီးမြှင့်အောင်အလ္လာဟ်ကျွန်တော်ကိုချီးမြှင့်တာတဲ့အတွက်ကြောင့်ကျွန်တော်ကျွေးသူတင်တယ်လို့ပြောခြင်းဘာအဓိပ္ပာယ်ရလဲနောက်ထပ်လည်းအလ္လာဟ်ရှင်နဲ့ကျွန်တော်ကိုချီးမြှင့်ပါအောင်လို့တောင်းဆိုခြင်းဖြစ်တယ်ဒါကြောင့်အလ်ဟမ်ဒူလ illah ဆိုတဲ့သူကအလ္လာဟ်ကိုရှုကူလုပ်နေတာဖြစ်တယ်လို့အလ္လာဟ်ဒီကနေဒူအာတောင်းနေတာလည်းဖြစ်တယ်ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်မရှိတဲ့ la in shakartum la azidannakum အကယ်၍အတင်တို့ကငါရှင်မြတ်ကကျွေးသူတရားကိုတည်တတ်မယ်ရှုကူလုပ်မယ်ဆိုရင် la azidannakumငါရှင်မြတ်ကအတင်တို့ကိုပိုပေးကိုပေးမှာဒီမှာစာလုံးတို့လိုသုံးရတယ်လာဝသုံးတယ်နူနီဘာစကီလာလည်းသုံးတာလာမီတာကိနူနီတာကိစာလုံးတို့လိုသုံးတာလုံးဝပေးကိုပေးမယ်ပိုပေးမယ်ရှုကူလုံးပိုပေးမယ်အခုကျွန်တော်တို့ရဲ့မာဟောလ်မှာကြည့်ကျွန်တော်တို့နာရှုကူဒီပဲများနေကောင်းလားမြင်ဒီလိုဟောတဲ့ကောင်းတယ်ဘယ်တော့မပြောဒါလိုကတော့ဈေးတောင်းနေရတဲ့ဟိုကဖြစ်တဲ့ထိုင်ကြီးနေမယ်ဈေးတောင်းပြီးတတ်တာမဟုတ်လားနေလို့ထိုင်လို့ကောင်းတယ်မလဲနေဘူးမသေးသေးဘူးဆိုရင်အလ်ဟမ်ဒူလ illah ဆိုကြီးတယ်ကျွန်တော်စီးပွားရေးဘယ်လိုလဲဈေးရောက်ကောင်းသွားနေတာပေါ့အလ်ဟမ်ဒူလ illah ဆိုလိုက်ပြီးဘာမှဖြေစရာမလိုတော့ဘူးအလ္လာဟ်ပေးတဲ့ပုံမှာကျွန်တော်ရှုကူလုပ်တယ်ပေါ့ပြီးပြီပေါ့ကျွန်တော်အိန္ဒိယနိုင်ငံမှာဆိုရင်လူတွေမင်းသူတို့တလုံးပဲဖြစ်अच्छे ने बोला कि अल्लाह का शुक्र है चलो अल्लाह का शुक्र है चलो भाई ये रे मैं प्योर में पीरे में प्योर बेचे ने माठा ले अल्लाह अल्हम्दुलिल्लाह अल्लाह बेचे ने माठा ले अल्लाह शुक्र लो ना बे चलो ना नीरे जमाई रमा मेरे नीरे पिया में बाराई रमा मेरे नीरे पिया में सीवाई रमा मेरे नीरे में नहीं नहीं रमा मेरे नीमा नीवोဘယ်သူမှမညီးတာမရှိရှစ်ကွာပဲကျွန်တော်အားนี่ညီးသွားတယ်ညီးသွားတော့ဘာဖြစ်လဲဆိုတော့ဘာမရအလ္လာဟ်ပေးတဲ့နေမတ်မှာအလ္လာဟ်ရုပ်သိမ်းတယ်ငါသူ့ပေးရသေးတာပဲဒါပေမဲ့သူပါလေဒီလောက်ညီးတယ်သွားနောက်ထပ်ဘာနေမတ်မှမပေးတော့နေမတ်ကိုရုပ်သိမ်းတဲ့အခါဖြစ်သွားအိန္ဒိယနိုင်ငံဒါလုံဒီယိုဘန်ရဲ့ဆရာတခင်တယောက်ဖြစ်တဲ့မော်လာဆယစ်အစဂါဟူဆိုင်ဆယစ်လည်းဖြစ်တယ်အဲ့ဒါမူဖတီရှဖီဆပ်ရဲ့ဆရာमुफ्ती तकीए अफे मुफ्ती शफी साहब तू ऐसे सैयद असगर मियां नेमगांव ना तू भी इयादत तलो दे मुफ्ती शफी साहब का इयादत तलो भी मेरे हजरत अच्छे ने बोलो तू बात ही ले सुनो अल्हम्दुलिल्लाह मिसी मियने मेगा मियन अल्हम्दुलिल्लाह मैंने ना जगह पे होना है अल्हम्दुलिल्लाह मैं पे होना ना चाह रहे अल्हम्दुलिल्लाह अल्लाह ने नेमत किसी ने ले मिसी ने मियने बज़न पे होना है ना ने चाह रहे अल्हम्दुलिल्लाह अतल शुना है अतशीर अल्हम्दुलिल्लाह लति चिरे लोना है अल्हम्दुलिल्लाह दामे नने रो फ्यान ने ना काव मो नने फ्यान ने ना काव मो चलो रो अयी बाव जी तो ले फ्यान ने नासी ने छाऊ सो ने असौ प्वा ने हुआ फिट ने मकाव ने अरी फिट ने योगा री आलो अयी जी तो प्या ने लू ने अयी जी प्वा ने हुआ री तखो मा जी चेरे नेमत के अल्लाह खाना को तखो लो फेरा रा दरी राव में म ब्यो वो प्या सैयद असगर हुसैन रहिमहुल्लाह बाबो ने चनोरो अल्लाह से मिया का दी नेमत की छिमिना अल्हम्दुलिल्लाह रे सोए ने तरो मिया सोले दा चनो अचिन जों प्यो प्या तखो जी दी जी तो पीवा अल्हम्दुलिल्लाह सोले पीमा करे चनो नना ने मकाव ना रे इंशाअल्लाह दा ले काव दवा मा बो फ्या रा अल्लाह काव लो बे अल्लाह से मिया के नेमत दी अदलो में चनो शुक्र लो चलो रो मया रे नेमत को नी है यार रे नेमत को ददी मतूजा कुरान जानो के ऐसा अल्लाह अल्हम्दुलिल्लाह रब्बिल आलमीन साबिर चलो दरी पे नहीं रे
ဘန္တာတို့ငါရဲ့နေမတ်တွေကိုသတိရလေအလ်ဟမ်ဒူလ illah ဆိုအလ်ဟမ်ဒူလ illah ဆိုငါဘန္တာတို့ကုရ်အာန်ဖတ်နာနဲ့ဆူရာဖာတီဟာမှာအလ်ဟမ်ဒူလ illah နဲ့စပြီးတော့အလ္လာဟ်ရဲ့နေမတ်တွေကိုရှုကုရ်လုပ်ဖို့အလ္လာဟ်ကကျွန်တော်တို့သင်ပေးလိုက်တာကျွန်တော်တို့ကရှုကုရ်မလုပ်ဘူးနာရှုကုရ်မှမစားကျွန်တော်စားနေရတယ်တောင်းနေရတာပဲအလ်ဟမ်ဒူလ illah အလ္လာဟ်ရဲ့နေမတ်တွေကိုအလ်ဟမ်ဒူလ illah ဆိုတဲ့ရှုကုရ်လုပ်ရင်အလ္လာဟ်ဘာပြောလဲပို့ပေးမယ်ပို့ပေးမှာဝလာအင်ကဖရ်တုမ်အင်နာအဇာဘီလရှဒီဒ်အကဲနာရှုကုရ်လုပ်ရင်တော့အတင်တို့ဟာငါအဇာဘ်ကငါရဲ့အဇာဘ်ကတိတ်ကြီးတယ်လို့အလ္လာဟ်မရှိဘူးကျွန်တော်တို့အဘူအွမ်မတ်မှာဖြစ်နေတဲ့မုစီဘတ်တွေနိုင်ငံမှာဖြစ်နေတဲ့ကမ္ဘာမှာဖြစ်နေတဲ့ဒုက္ခတွေမုစီဘတ်တွေအားလုံးကနာရှုကုရ်ကြောင့်ပဲကျွန်တော်နာရှုကုရ်ပဲလုပ်တယ်ဝေဖန်လီကန်ကြီးကပုံများတာဘယ်နေရာကြည့်ကြည့်မသိအခုပဲဒေါ်နယ်ထရန့်ကကျွန်တော်ပဲလားလို့အဲ့ဒါလိုဝေဖန်မယ်လီကန်မယ်အမေရိကန်တို့လို့ဆိုရင်တရုတ်ကဘလို့တရုတ်ကတို့လို့ဆိုရင်ရုရှားကဘလို့မြန်မာကဘလို့ဖြစ်မယ်ကျွန်တော်အကုန်အဲ့ဒါလိုပဲဝေဖန်လီကန်အလ္လာဟ်ဒီမှာကျွန်တော်ဒူအာတောင်းတာအလ္လာဟ်ကိုချီးမွမ်းပြီးတော့အလ္လာဟ်ဘလို့မဆိုကျွန်တော်တို့ဒီအချိန်ဒီမှာထားရတယ်အလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah ဆိုရင်အလ္လာဟ်ဘာလို့မဒီထက်ကောင်းတဲ့အချိန်တွေကျွန်တော်တို့ယူလာပေးပါရှုကုရ်လို့ဒီထက်ကောင်းတဲ့အချိန်တွေဖြစ်လာရှုကုရ်မလုပ်ဘူးစီးပွားရေးဘယ်လိုလုပ်မဲ့တဲ့ဒီနိုင်ငံကြီးပုံစံနဲ့ဆိုပြီးတော့ရှုကုရ်မလုပ်ဘူးပိုဆိုးဆိုးဝါးနေတာပေါ့ရှုကုရ်လို့အလ္လာဟ်ပို့ပေးမယ်ရှိုက်အဗ်ဒူလ်မန်နာဆပ်ဆာဥဒီနိုင်ငံမှာမက္ကာမှာပြည်နေတယ်မက္ကာရဲ့ကာဘာကျောင်းတော်ရဲ့အဆောက်အဦမှာအင်ဂျင်နီယာတွေမှာရှိုက်အဗ်ဒူလ်မန်နာဆပ်ဘာမှပြည်လဲလာဘူးသူဘာပြောပြလဲဆိုတော့အဒရတ်မူဆာအလိုင်ဆလမ်ဒါသူပြန်နေကြားတဲ့တော့သူ့ကြောင့်ပြောပြစာအုပ်မှာတွေ့တာမဟုတ်သူပြောပြမူဆာအလိုင်ဆလမ်ကိုသူသွားတဲ့အချိန်မှာတဲ့ပုဂ္ဂိုလ်တူကမူဆာအလိုင်ဆလမ်ကိုခေါ်ပြီးပြောတဲ့မူဆာအလ္လာဟ်စီရောက်ရင်လည်းငါအကြောင်းနဲ့ပြောပြငါဒီမှာစီးပွားရေးတို့လိုကောင်းနေတာအလုပ်တို့လိုကောင်းနေတာငါထိမ့်မသိမ့်နိုင်မှာကြောက်ရအောက်တလုံးငါမှာပိုင်ဆိုင်မှုတိတ်များနေပြီငါထိမ့်နိုင်တိမ့်နိုင်မှာမဟုတ်မှာငါစိုးရိမ်တယ်ဒီတော့အလ္လာဟ်ဒီမှာတစ်ချက်လောက်မေးပြီးငါဘာလုပ်အောင်ပြီးတော့နောက်အရှိသွားတော့နောက်တစ်ယောက်တွေ့နောက်တစ်ယောက်ကအဝတ်စားမရှိဘူးသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတဲရီဖုံးပြီးတော့သူနေတယ်မူဆာအလ္လာဟ်နည်းနည်းပြောပြပြီနာမှာဝတ်စားစင်ဖို့အဆက်ဖုံးဖို့တော့မှအဝတ်စားမရှိလို့ငါတဲဖုံးပြီးနေတယ်တွေ့တဲ့အတိုင်းပဲအလ္လာဟ်နည်းနည်းပြောပေးဘာလို့อ่ะမူဆာအလိုင်ဆလမ်ကိုသူ့သွားတယ်အလ္လာဟ်နဲ့စကားပြောတယ်ပြောပြီးတော့ပြန်လာကန်ဒီမှာမေးခဲ့တယ်ယာအလ္လာဟ်အလ္လာဟ်ဘန္တာမြောက်ကျွန်တော်အလ္လာဟ်ဒီမှာဒီဟာနှစ်ခုမေးတယ်အလ္လာဟ်ရှင်မြတ်အမိတ်ရှိတဲ့ပထမဘန္တာကိုပြောလိုက်နာရှုကုရ်လုပ်တယ်ပထမဘန္တာကိုပြောလိုက်နာရှုကုရ်လုပ်ဒုတိယဘန္တာကိုပြောလိုက်မင်းရှုကုရ်လုပ်အဲ့ဒီချိန်မှာမူဆာအလိုင်ဆလမ်ဒီလူတွေပထမလူတွေ့တော့ပြောတယ်အလ္လာဟ်မင်းကိုမာခဲ့တယ်မင်းနာရှုကုရ်လုပ်အဲ့ဒါနဲ့ဒီလူကဘာပြောလဲဆိုတော့အလ္လာဟ်ကျွန်တော်ဒီလောက်ချီးမြှင့်လာတာအလ္လာဟ်ကိုကျွန်တော်ဘယ်လိုနာရှုကုရ်လုပ်ပဲမဖြစ်နိုင်ဘူးအလ်ဟမ်ဒူလ illah အလ္လာဟ်ကိုကျွန်တော်နာရှုကုရ်လုပ်လို့မဖြစ်နိုင်ဘူးဒီတော့ကြောင့်ကျွန်တော်အလ္လာဟ်အမြဲတမ်းရှုကုရ်လုပ်မယ်ပြောတယ်အလ္လာဟ်သူ့ဒီလောက်ပစ္စည်းဥစ္စာပေးလိုက်တယ်အများကြီးလည်းပေးတယ်ထိမ့်သိမ့်နိုင်တဲ့အင်အားလည်းအလ္လာဟ်ချီးမြှင့်လိုက်အဲ့ဒီပုံမိုဘိုင်းကိုသွားပြီးတော့အလ္လာဟ်ကပြောခဲ့တာကိုမူဆာအလိုင်ဆလမ်သူ့ကိုပြောတယ်အိုဘိုင်းအလ္လာဟ်ကိုရှုကုရ်လုပ်သူပြောတယ်အလ္လာဟ်ဘလို့ရှုကုရ်လုပ်မငါအဝတ်စားတော့မရှိအဆက်ဖုံးဖို့တော့တဲရင်းနဲ့ဖုံးလာတာပါရှုကုရ်လုပ်အဲ့ဒီချိန်ဒီတစ်ချက်ကိုတိုက်တာတဲပါပြောင်းတယ်အဆိုင်ကဖုံးနဲ့တဲပါပြောင်းသွားတယ်ဒီတိုက်ဆိုတော့ဘေးချိန်ဒီပြအလ်ဟမ်ဒူလ illah ငါအဆက်ဖုံးဖို့တဲရင်းတော့ရပါပြီတဲ့ဆိုပြီးတော့အလ်ဟမ်ဒူလ illah ဆိုလိုက်အလ္လာဟ်ဝတ်စားခြင်းကိုအဖို့ပေးလိုက်မှာပေါ့သူကညီးလိုက်တယ်ငါဝတ်စားမရှိဘူးအဆိုင်ကတော့တဲနဲ့ဖုံးထားတယ်ညီးတယ်အမှန်ကအရှိန်နာကိုတဲနဲ့ဖုံးဖို့အတွက်တော့အလ္လာဟ်ပြီးထားတယ်မဟုတ်လားသူပြောတယ်ဘယ်လိုရှုကုရ်လုပ်မယ်လဲချက်ချင်းဒီတိုက်တယ်တဲပါပြောက်သွားတယ်အရှိန်ကပေါ်သွားတယ်ဒီအကြောင်းကိုသင်ပြပြီးတော့ဆရာကြီးကကျွန်တော်တို့ပြောတယ်ဘေးအချိန်ကြီးအလ်ဟမ်ဒူလ illah ကျွန်တော်အိမ်မှာသမင်းစားရတယ်ဟင်းတော့တိတ်မကောင်းဒါပေမဲ့သမင်းမှန်ပြီးတော့အလ်ဟမ်ဒူလ illah ဟင်းကောင်းတယ်ကျွန်တော်စားကြင်တာတွေတော့မရသေးဘူးဒါလည်းအလ်ဟမ်ဒူလ illah ဆိုစားခြင်းနဲ့အလ္လာဟ်ပေးလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ရှုကုရ်လုပ်တဲ့
ဒါလေးအကျင့်ကိုကျွန်တော်လုပ်အောင်အချိန်တိုင်းမှာဘယ်နေရာဖြစ်ဖြစ်ရှုကုလုပ်ပါအဲ့ဒါဆိုအလ္လာဟ်ရှင်နဲ့ကျွန်တော်တို့ရဲ့စီးပွားရေးမှာဘာရကတ်ပေးလိုက်ဘာတော့အမှမလို့စီးပွားရေးမှာဘာရကတ်ပါလိုက်အလ္လာဟ်ပေးတာကိုရှုကုလုပ်အလ္လာဟ်ပေးတာကိုရှုကုလုပ်နောက်ထပ်ပေးသွားမယ်ပုံပေးမယ်လို့အလ္လာဟ်ပြောတာဗျာကျမ်းမာရေးမှာနည်းနည်းကောင်းရှုကုလုပ်အလ္လာဟ်ပို့ပြီးတော့ကျမ်းမာရေးတိုးတက်မှုတွေချင်းမြတ်တယ်ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာအလ္လာဟ်ရှင်ရဲ့အမိန့်ရှိတာတဲ့ဝကလီလုမင်အီဘာဒီယရှကူရ်ငါရဲ့ဘန္တာရီထဲမှာတဲ့ရှုကုလုပ်တဲ့သူတော်နေတယ်အလ္လာဟ်ကိုယ်တိုင်ဒီလိုစကားလုံးနဲ့တုံးတာငါဘန္တာရီထဲမှာရှုကုလုပ်တဲ့လူတိတ်နေပါတယ်လို့အလ္လာဟ်ကုရ်အာန်ထဲမှာအမိန့်ရှိတယ်ရှိုက်တန်ကဘာပြောကြည့်လားအတင်းရဲ့ဘန္တာရီကိုကျွန်တော်လေအရှိကအနောက်ကဘယ်ကညာကဘတ်ဘောင်းစုံကနေကျွန်တော်ဖြတ်စည်းမယ်လို့သူပြောပြီးတော့သူဘာပြောလဲသိလားဝလာတဂျီဒူအက်ဆရဟွမ်ရှာကီရီအများစုအသေးရှင်မြတ်တဲ့ဘန္တာတွေကတဲ့ရှုကိုလုပ်တဲ့သူတွေရမှာမဟုတ်အောင်ကျွန်တော်လုပ်ပြကျွန်တော်ဖြတ်စည်းမယ်လို့ရှိုက်တန်ပြောခဲ့ဒါနဲ့ဘာတရားနာရှုကိုလုပ်တဲ့သူတွေကရှိုက်တန်ကဖြတ်စည်းကြတဲ့ရှိုက်တန်ရဲ့အကွေးခေါ်တွေရဲ့လူတွေပဲဖြစ်နာရှုကိုလုပ်တဲ့သူကုရ်အာန်ထဲမှာရှိုက်တန်အလ္လာဟ်ကိုပြောတဲ့အကြောင်းကိုပြောပြတာလေဝလာတဂျီဒူအက်ဆရဟွမ်ရှာကီရီအလ္လာဟ်ရဲ့ဘန္တာအများစုရှုကိုလုပ်မှာမဟုတ်ဘူးကျွန်တော်လုပ်မှာအလ္လာဟ်ရှင်ရဲ့ကျွန်တော်တို့ကိုအလ္လာဟ်ရဲ့ဘန္တာအနည်းစုဖြစ်တဲ့ရှုကိုဘူဒါဘန္တာတွေကနေအလ္လာဟ်ရှင်ရဲ့ကျွန်တော်တို့ကိုချီးမြှင့်မြောက်စားပေးသနာတော်မူပါတယ်အဲ့ဒီထဲမှာအလ္လာဟ်ထည့်ပေးလို့အင်ရှာအလ္လာဟ်တာလာကျွန်တော်တို့ရှုကိုလုပ်ကြည့်ကျွန်တော်တို့ဘဝတွေကြောင်း